အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ top menu တိုက်တဲ့စီစဉ်နေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ United ပွဲရှိပါတယ်ဒီည9 နာရီပွဲမှာ United နဲ့ဘုံမောက်ရဲ့အိမ်ကွင်းမှာ United ကသွားကစားရမယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲမှာတော့ United အိမ်ကွင်းမှာဘုံမောက်ကလာကစားတယ်အဲ့ပွဲမှာတော့ကျွန်တော်တို့ Z3 ဆွဲကြတဲ့နယ်ပဲ United ဘက်ကရှုံးခဲ့ရပေါ့နော်ဘုံမောက်ဘက်ကတော့ United ကို9ပြတ်ဆွဲကြတဲ့နယ်နိုင်ရရှိခဲ့တယ်ဆိုတော့ကျွန်တော် United ဘက်ကိုပြန်ကြည့်လိုက်ရင်ပြီးခဲ့တဲ့ပွဲမှာလည်း United အနေနဲ့ဟိုကို1-3ဆိုရရတဲ့နယ်ပဲကျွန်တော်ရှုံးနေခဲ့တယ်ဆိုတော့ဒီပွဲက United တော်စိတ်သက်ပိုင်းရတော့အနိုင်ရဖို့တော့လိုတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်ပြီးခဲ့တဲ့ပွဲမှာ Bruno Fernandes တို့လိုအရေးကြီးတဲ့ကစားသမားတွေထည့်သွင်းအသုံးပြုမလာဘူးဒါကလည်းကျွန်တော်တို့ဒီ Europa League ပွဲစဉ်အတွက်လူစင်းချန်ထားရရှိရပေါ့နော်ဒါပေမဲ့အခုနေ့အချိန်မှာဆိုကျွန်တော်တို့ဓာတ်လောကလည်းမစော့နိုင်ဘူးပြီးတော့တခြားတရားကစားသမားတွေရှိရဆိုတာကျွန်တော်မနေ့ကဗီဒီယိုမှာတစ်ခါရေးပြောပြထားပြီးပါပြီပေါ့နော်ဆိုတော့ဒီ United ရဲ့တရားရကစားသမားရတော့အထူးတလေပြောနေစားတယ်မလို့မထင်ဘူးပေါ့ဆိုတော့ကျွန်တော်ဒီညပွဲမှာတော့ Bruno Fernandes ပြန်ပါလာတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ဒီပြီးခဲ့တဲ့ပွဲကိုပြန်ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော် United နဲ့ဘုံမောက်ရဲ့နောက်ဆုံးပွဲစဉ်9ပွဲမှာ United ကဘုံမောက်ကို2ပွဲနိုင်ထားတယ်2ပွဲရှုံးပြီးတော့တပွဲတည်ချထားတယ်ပေါ့ဆိုတော့အမှတ်ပေးရပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဘုံမောက်ကလက်ရှိမှာအဆင့်30နေရာမှာရှိတယ် United ကတော့အဆင့်15နေရာပေါ့နော်ဒါကလည်းတော်တော်လေးကိုဆိုးရတယ် United ရဲ့ဆိုးဝါးဆုံးအခြေအနေကိုပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာဒီမှာမှ United ရဲ့တရားပြဿနာတွေရောကျွန်တော်ဒီကစားသမားတွေအရှုံးရှင်းနေပြီးနီးပြနဲ့ကစားသမားကြားရဲ့ပြဿနာတွေရောကစားသမားရဲ့အငှားထွက်သွားတဲ့ကိစ္စတွေအဲ့ဒီနဲ့အတင်းကလူမရှိဖြစ်နေတဲ့အခြေအနေမှာပွဲစဉ်ရလက်တွေဆိုရတာပို့ပြီးတော့တိတာတာစီရပေါ့နော်ဒါလည်းအမွေတစ်ဖြည်းဖြည်းနဲ့ကိုင်းနေဖြစ်ရှင်းလာမယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ကျွန်တော်တို့ဘုံမောက်ဘက်ကိုပြန်ကြည့်လိုက်အောင်ဘုံမောက်ဘက်ကိုပြန်ကြည့်ရင်တော့ဘုံမောက်ကဒီပွဲဥဒါနိုင်ရခဲ့ရင်သူ့ရဲ့ဒီအဆင့်30နေရာမှာကျွန်တော်ဒီ3မှတ်ထပ်ပေါင်းလိုက်ရင်Conference League ဝင်ခွင့်အတွက်အဆင့်8နေရာရောက်လာနိုင်တယ်ပေါ့နော်ဆိုတော့ဘုံမောက်တော့ကဒီပွဲကတကယ်ကန်ရမယ်ပွဲရှိမှလူစင်းအကောင်းဆုံးလူစင်းနဲ့ကန်လာတဲ့ပွဲလို့ကျွန်တော်တို့ထင်တယ်ရဲဘက်ကတော့ဒီပွဲနိုင်လို့လည်းဘာမှတော့မထူဘူးဒါပေမဲ့ရဲတဲ့ရဲ့စိတ်တဲ့ပိုင်းရာဂုဏ်တိတ်ခါပိုင်းရာဒီပွဲကနိုင်ကိုနိုင်မှဖြစ်မယ်လက်ရှိအဆင့်15ဆိုတဲ့နေရာမှာဒီပွဲနိုင်လို့3မရရတဲ့မှာအဆင့်30တဲ့ကိုဝင်မှာမဟုတ်သေးဘူးဒါပေမဲ့ United အနေနဲ့နိုင်အောင်ကန်ဖို့တော့လိုအပ်တယ်ဆိုတော့ United အနေနဲ့ဘယ်လိုပဲ Europa League ကိုအောင်ဆိုင်ထားပြပြောဒီလောက်ကြီးတော့ရလက်ကစိုးရမနေတင်ဘူးပေါ့နော်ဒါကလည်း United ရဲ့တိတ်ခါပိုင်းအရာရောတို့ဒီအမိုရင်းရဲ့နီးပြနေရာမှာဆက်လက်ပြီးတော့ခိုင်မြဲဖို့ပေါ့အဲ့တော့အမိုရင်းနဲ့လုံးပြဖို့လိုအပ်တဲ့ပွဲစဉ်လေးတွေလည်းရှိရပေါ့အခုဆိုရင် Premier League လည်းပြီးတော့မယ်ဘာသာပွဲမှလည်းမကျန်တော့ဘူးဆိုတော့ဒီဘာသာပွဲမကျန်တဲ့ပွဲတွေမှာအနိုင်ရလက်ဆိုတာလေးတေရရဲ့ဆိုတာလေးနဲ့ပွဲပြီးသွားရင်တော့အမိုရင်းတွေပို့ပြီးတော့အခြေအနေကောင်းလာရပေါ့နော်ဆိုတော့ကျွန်တော်နောက်လာမယ့်ရာသီကြားမှာပဲကျွန်တော်ဒီအမိုရင်းရဲ့သူ့ရဲ့နီးပြရဲ့လုံးနိုင်စွမ်းနေဒီအမှတ်ပေးစရာမှာတိုးတက်လာမှုတွေကစားသမားအရွှေ့ပြောင်းနေပေါ့အဲ့ဒီပေါ်မှာပဲကျွန်တော်ဆက်ကြည့်မှာပဲအမိုရင်းနဲ့ကလေးစားကိုကြားစကားပြောစရာရှိတာရှိမရှိရတော့ကျွန်တော်ထပ်ပြီးတော့ကြည့်ရလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲလူစင်းကိုချက်ပြောကြည့်အောင်ပေါ့နော်ပွဲလူစင်းမှာဆိုရင်ကျွန်တော်မနေ့ကပြောတဲ့အတိုင်းပဲရွေးတက်ရဲ့တရားလူစင်းကအများများတယ်ရွေးတက်မှာကစားသမားကောင်းကောင်းမို့ရွေးချက်စရာတိတ်ပြီးကိုမရှိဘူးဆိုတဲ့အနေထားဒါအပြင်ကျွန်တော်ဒီ line အတွက်အကောင်းဆုံးလူထုတ်လိုက်ရင်လည်းကျွန်တော်ဒီလူစားလေးအတွက်ကစားလေးကစားသမားအတွက်ကဘယ်သူမှရှိမနေဘူးပေါ့နော်နောက်မှဘယ်သူမှပြန်ရှိမနေဘူးအဲ့တော့ဒါကိုလည်းအမွေရင်းကောင်းကောင်းစီစဉ်နိုင်ဖို့လိုတယ်ကျွန်တော်ဒီနောက်တက်ဆက်သွားကြည့်လိုက်အောင်နောက်တက်မှာဆိုတော့ကျွန်တော်အိုနာနာရှိမယ်ပေါ့အိုနာနာရဲ့ဒီလက်ကတရက်ရွှေတရက်ငွေဆိုတဲ့အနေထားဆိုလည်းမမဘူးဒီသူကောင်းတဲ့ပွဲတွေမှာကောင်းတယ်တခါကျရင်သူမပေးတင်မဲ့ပေးလိုက်တဲ့ဂိုးကြောင့်ရိုက်တဲ့အနေနဲ့အနိုင်မရခဲ့တာတွေရှုံးပွဲတွေကြုံတွေ့ခဲ့ရလည်းရှိရပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကြံတဲ့ကစားသမားအရန်ကိုရမရဲ့တက်ဆိုင်အိုနာနာအဆင်ပြေဆုံးလို့ပြောရမှာပေါ့ဆိုတော့ကျွန်တော်အိုနာနာကိုပဲသုံးလာနိုင်တယ်ကျွန်တော်ဒီနောက်တန်းကစားသမား3ယောက်နေမှာဆိုရင်တော့ကျွန်တော်ဒီလန်နီဗီယိုပေါ့ဒီလူငယ်ကစားသမားတွေရှိမယ်ထွေထူးပြောကြမရှိဘူးသူလည်းကောင်းလို့ကြိုးစားနေရကောင်းလို့မြင်ရတယ်ပြီးရင်ကျွန်တော်မကောင်းရရှိမယ်ဒီနောက်ပိုင်းရာသီတွေမှာပုံစံကောင်းလာရင်မကောင်းရနေတော့United အတွက်တားကြီးစိုးရနေလို့လည်းမဟုတ်ဘူးဒါပေမဲ့အခြေခံကောင်းလာပဲဆိုလည်းမဟုတ်ဘူးဒီ United နောက်တန်းကိုတော့ဆန္ဒပတ်တယောက်အနေနဲ့တာဝန်ကျေရပေါ့နော်သူရှိမယ်ပြီးရင်တော့လူရှော့ကကျွန်တော်ပြောတာရှိပဲလူရှော့ကဒီယာဒီနောက်ပိုင်းယာဒီတွေမှာလူရှော့အနေနဲ့ကဒီတန်ရပြဿနာတွေသူအဝါလိုနေတာတွေအတင်းပေါ်အာယုံစိုက်တာတွေကျွန်တော်လူကြီးလေးကျင်ပွဲမှာအာယုံစိုက်တာတွေဒီလိုကိစ္စတွေတော့ကျွန်တော်ကြားနေရရှိတယ်ဒါပေမဲ့အခုလိုအနေထားကအမွေးနေလဲတခြားထွေတူသုံးစရာမရှိဘူးဒီလူရှော့ကိုပဲသုံးမှရမယ်ဆိုတော့အနေသားဖြစ်သွားပြီပေါ့နော်အဲကြောင့်ကျွန်တော်လူရှော့ကိုပဲကျွန်တော်ထုတ်လာနိုင်နေပေါ့အပြီးကျွန်တော်ဒီဝင်းဘတ်တွေပေါ့ဝင်းဘတ်တွေမှာဆိုရင်တော့ကျွန်တော်မဇာရာတွေရှိမယ်ဒါရွေးတဲ့အတစ်ခွက်ကစားသမားအဆင်ပြေဆိုရပြောလို့ရတယ်အဆင်ပြေတဲ့အနေသားမှာရှိရပြီးကျွန်တော်ပတ်ထစ်တိုကူဆိုတော့ပတ်ထစ်တိုကူတခုပြောတာရှိတာအမွေးနေတဲ့ပတ်ထစ်တိုကူကိုပွဲစဉ်တစ်ခုလုံးသုံးဖို့တော့မရှိဘူးထင်တယ်ပထမပိုင်းဒါမှမဟုတ်ဒီလူစားလေးအချိန်ထိပေါ့ဒါမျိုးချီပဲပတ်ထစ်တိုကူသုံးလာနိုင်တယ်ဘာလဲဆိုတော့တခြားကစားသမားလေးလည်းပတ်ထစ်တိုကူနေရာမှာစားလို့ရရှိရပေါ့ဥပမာပြောရင်ကျွန်တော်လူငယ်တွေမှာဆိုရင်Ames ပေါ့သူ့ကိုကျွန်တော်ချက်ထည့်သုံးလိုက်လို့ရတယ်ဒီပေါ်ထက်လူစင်းမှာပေါ့နော်ပေါ်ထက်သူကိုထည့်လာနိုင်တယ်ပြီးရင်ကျွန်တော်ဒီကိုယ့်ရဲ့အဖြတ်နေရာမှာဆိုတော့ကျွန်တော်ဥကာဒေးနဲ့ကစမဲရိုဆိုတော့ဥကာဒေးကတော့အမိုရဲ့သူ့တပည့်အောင်ပြီး
ဒီယူနိုက်တက်မှာလည်းသူတက်ရတဲ့ခြေစွမ်းသူလုပ်နေတဲ့ဟာအကုန်လုံးလုပ်နေရယ်ကက်စမဲရိုဆိုရင်လည်းသူ့ရဲ့အတက်နဲ့သူ့ရဲ့ဒီယူနိုက်တက်စာချုပ်ကိစ္စတွေပါရောပြီးရောင်းထုတ်မဲ့ကိစ္စတွေနဲ့နည်းနည်းရောရှုပ်ထွေးနေတယ်ဒါပေမဲ့ပွဲမှာဆိုရင်တော့သူကောင်းမှုတော့ကစားတယ်သူ့ရဲ့အတက်ရွယ်ကြောင့်လည်းဒီခြေစွမ်းတွေပါကြသွားတာရှိမယ်ပေါ့ဆိုတော့ဒါပေမဲ့မရှိတဲ့အချိန်မှာတော့ဒီကက်စမဲရိုပဲ30ရာရှိလာတယ်ပေါ့နော်ကက်စမဲရိုပဲပေါ်ထုတ်လာနိုင်တယ်ပြီးကျွန်တော်ထောင်တိုက်စစ်အထောင်တိုက်စစ်ကတော့ပြောကြဖြစ်သွားပြီအထောင်တိုက်စစ်မှာဆိုကျွန်တော်တို့ဒီဇက်စီးရတဲ့နာနေရအာမက်ကလည်းတရားနဲ့ပြန်လာဖို့ဆဲအချိန်တွေမှာရှိနေတယ်ဆိုတော့ကျွန်တော်ဒီဟော့ရှ်လန်မှာတပါရွေးရမရှိဘူးကျွန်တော်ဒီဆုပ်လဲစုစားလဲယူပွဲပေါ့နော်ဆိုတော့ဟော့ရှ်လန်ကိုပဲတုံးလာနိုင်တယ်ရိုဘာကြီးမှာလည်းဟော်လန်ကိုပဲထုတ်ပြီးဟော်လန်စီကနေပဲတွင်းကိုတွေမြင်ရမယ်ဆိုတော့ဒီနောက်ပိုင်းနေမှာတော့ဟော်ရှ်လန်ကပို့ပြီးကိုလုပ်ပြဖို့အချိန်တွေမှာရှိနေပြီမဟုတ်ရင်လည်းချောင်းထုတ်ကန်ရမယ့်နေသားမှာရှိတယ်ပြီးရင်တော့သူနဲ့တူတူပဲခါနာချိုပေါ့ဒီရမှာဆိုရင်ကာနာချိုက50ပွဲတိကစားရတယ်တေးကို10ကိုတွေးပြီးတော့အစ်စ်6ချိန်ပြုတ်ထားရပါတော့ဒါကစတက်တွေရကြည့်ရင်တော့တိတ်ပြီးတော့မနှဲလာဘူးဒါပေမဲ့သူတင်းခဲ့တဲ့ပွဲတွေသူတင်းခဲ့တဲ့ဂိုးတွေကတိတ်ထူးခြားခြားကြီးဖြစ်နေရမဟုတ်ဘူးဆိုတော့ United လို့အသိမျိုးမှာဒီလိုကစားမှ low profile လို့ပြောလို့ရတယ်အရင်မိုက်ပြီးရင်အားကုန်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီနောက်ပိုင်းနေမှာနောက်ပိုင်းပွဲစဉ်တွေမှာ Hotline ကိုကာနာချိုနှစ်ယောက်လုံးချိန်ထားဖို့လိုရဲမဟုတ်ရင်ဒီຢာဒီကိုအတင်းရဲ့ရောင်းထုတ်မဲ့စင်းတွေမှာတို့သတင်းထွက်နေတဲ့အတိုင်းပါသွားနိုင်တယ်ပေါ့နော်ဆိုတော့သူနေရာမဲချင်တော့စူးစမ်းဖို့လိုလိမ့်မယ်ပြီးကျွန်တော် Bruno Fernandesကိုဒီနေ့ကတကယ်ကြီးကိုမီကိုကြီးဆော့နေရပါတော့ကျွန်တော်ဒီပြီးခဲ့တဲ့ဝင်းနဲ့ပွဲစဉ်မှာလည်းကျွန်တော်ယူပါလီပွဲစဉ်အတွက် Bruno Fernandes ကိုခြံခဲ့နားပေးခဲ့တယ်အခုဒီပွဲစဉ်မှာတော့သူတို့အဖြစ်မနေပွဲပေါ့နော်ထုတ်သုံးလာခဲ့ပေါ့ဆိုတော့ Bruno Fernandes တယောက်ပဲအားကိုးလို့ရမယ်ဆိုတော့သတင်းလုံးခြုံချင်းရှိနေမယ်ဒါမှကျွန်တော်ဒီတိုက်တဲ့ပမာနဲ့ဒီနောက်ကကွင်းလေလက်ပတ်တွေဝင်းမက်တွေဆိုတော့သူတို့ဒီလှုပ်ရှားမှုကိုကြည့်ပြီးမှပဲကျွန်တော်တင်းကိုတွေရမေးရကျွန်တော်အနိုင်ရလက်လားဒါမှမဟုတ်တည်ရတဲ့နယ်ပဲပြီးသွားမလားအစိုးဆုံးရှင်တွေကတော့ရှုံးတာပေါ့နော်အဲ့လောက်ကြီးရှိနိုင်တယ်ဆိုတော့ဘယ်လိုထင်ကြလဲဒီည9:00ခွဲမှာကန်နယ်ပွဲကိုကြည့်ကြမှာလား comment မှာရေးထားခဲ့ကြပါဦးအားလုံးကျေးဇူးပါ